Hallelujah ဖခင်နာမဘုန်းကြီးပါစေ Amen ဆိုဒီနေ့ကျွန်တော်အနေနဲ့ဗာအားပေးခြင်းလဲဆိုတော့ဘဝအသက်တာထဲမှာယုံကြည်သူများလူလိန်ခံရတာလည်းရှိတယ်။အိုးအမျိုးမျိုးပဲကိုသားသမီးတွေကိုကိုယ်ယုံပြီးအားလိုက်တာသူတို့လိန်သွားတာရှိတယ်။စီးပွားရေးကိုယုံကြည်မှုနဲ့လှုပ်လိုက်တာတစ်ဖက်ကလိန်သွားတယ်။နောက်ဆုံးရှုံးမှုတွေပေါ်လာတယ်။အမျိုးမျိုးရှိတယ်။ဘာလို့လဲဆိုနားလေရမယ်ယုံကြည်သူရဲ့ဘန္နာကိုစာတန်ကခိုးနေတာ။အဲ့တော့ဒီနေ့ကျွန်တော်တို့ဘာလို့လဲဆိုလို့ရှိရင်လူတွေအမျိုးမျိုးနဲ့တွေ့နေရတဲ့အတွက်ကြောင့်စိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးသိတဲ့ဉာဏ်လိုတယ်စိတ်ဝိညာဉ်ကိုကျွန်တော်ထိုးဖောက်ပြီးမြင်နိုင်ရမယ်ဘသူရဲ့အထဲမှာဘယ်ဝိညာဉ်ကအလုံးလုံးနေတယ်ဆိုတော့မြင်နိုင်ဖို့လိုတယ်အဲ့ဒါကတော့ဗာလဲဖယားရှင်ဝိညာဉ်တော်ကျွန်တော်ကိုမဆာမရမယ်တန်ရှင်သောဝိညာဉ်တော်နဲ့မသွားဘူးဆိုဘလို့မှမရနိုင်ဘူးဟုတ်လားဒါကြောင့်မလို့စိတ်ဝိညာဉ်တွေကိုထုတ်ချင်းခတ်မြင်နိုင်အောင်စိတ်ဝိညာဉ်တွေကိုထိုးထွင်းပြီးမြင်နိုင်တဲ့အရာသိလို့တယ်အဖြစ်နိုင်ပါမလားတချို့တွေးတယ်တမန်ကျမ်းစာနဲ့တစ်ချက်ကြည့်အောင်တမန်တော်ဝတ္ထုအခန်းကြီး16အပိုင်ငယ်16ကနေစဖတ်ရင်ထိုနောက်မှငါတို့သည်ပထနာဇရက်သို့တွားစဉ်တွင်နတ်ဝင်ဖြစ်၍အနာဂတ်ကိုဟောသဖြင့်မိမိတခင်တို့အားစီးပွားများကိုပြုတတ်သောမိမငယ်တယောက်သည်ငါတို့ကိုစီးကြိုလေအော်နတ်ဝင်တဲ့မိမသူ့ထဲမှာနတ်ရှိအဲ့ဒီမိမကပေါလုနဲ့တီလာအေုံဂလိသွားတာလမ်းတဝက်မှာလမ်းခုလက်မှာကြိုတယ်တဲ့ဗျာကြိုးစိုးတယ်ကြိုးစိုးလို့တော့အထင်မကြီးနဲ့နော်နတ်ကလုံနေတာစပ်ဖတ်မယ်အငယ်၁၉ထိုမိမငယ်သည်ပေါလုနှင့်ငါတို့နောက်သို့လိုက်၍ဤသူတို့ကအကျွတ်တရားလမ်းကိုငါတို့အားဟောပြောပြသသောအမြင့်ဆုံးသောဖယားသခင်ကျွန်ဖြစ်ကြ၏ဟုဟစ်ကြော်လေ၏အော်ပေါလုနောက်ကိုလိုက်၃ချက်နော်၃ချက်နံပါတ်၁ကြိုးစိုးတယ်နံပါတ်2သူနောက်လိုက်တယ်နောက်လိုက်တယ်ပေါလုနောက်လိုက်တယ်နံပါတ်3ဤသူကတဲ့ငါတို့ကိုအကျွတ်တရားလမ်းပြတယ်အမြင့်ဆုံးသောဘုရားခင်သားတွေဖြစ်တယ်။အော်ကြည်စံသုံးခုစလုံးမှန်တယ်သူပြောတာပထမ1ကြိုးဆိုတယ်ကောင်းတာပဲနောက်လိုက်တယ်ဒါလည်းကောင်းတာပဲအနောက်ကနေအော်တာဤသူကငါတို့ကိုအကျွတ်တရားလမ်းပြတယ်အမြင့်ဆုံးသောဘုရားသခင်ရဲ့ကျွန်တွေဖြစ်တယ်။အိုးသူတို့စကားကိုနားထောင်ကြဟုတ်လားပြောမယ်ဆိုရင်အကုန်ကောင်းတယ်ဒီမိမလောက်တာတော်တော်ကောင်းကျွန်တော်သာဆိုရင်တော့အော်ဒီလောက်တော့မှငါထောက်ခံတယ်ဟုတ်လားဘုရားကျောင်းမှာဥက္ကရာခံလိုက်ဒီမှာပေါလုကတေချာကြည့်အဲ့ဒီမိမကိုတေချာကြည့်နံပါတ်1ပေါလုကြည့်တဲ့အခါမှာဘာမြင်လဲထိုမိမဘာမျက်စိနဲ့ကြည့်တာလဲကာယမျက်စိကာယမျက်စိနဲ့ဆိုရင်ဒုတယ်အကောင်တယ်တွေ့ရတယ်သူနောက်လိုက်တာဘာလို့လဲမိမတေချာကြည့်တယ်ဝိညာဉ်မျက်စိစိတ်ဝိညာဉ်တို့ကိုပိုင်းခြားပြီးသိတဲ့ဉာဏ်သူမှရှိတယ်တေချာကြည့်တေချာကြည့်ကြည့်တဲ့အခါရှင်ပေါလုဘာတွေ့သွားသလဲအပိုင်ငယ်18ထို့သောအဖန်များစွာပြုသောကြောင့်ပေါလုသည်စိတ်မသာလျက်လှည့်ကြည့်၍သင်သည်သူ၏အထက်မှထွက်သွားလော့ယေရှုခရစ်နာမတော်ကိုအမိပြု၍ငါအမိတ်ရှိ၏ဟုထိုနတ်ကိုဆိုသောခဏချင်းတွင်နတ်သည်ထွက်သွား၏သင်သည်ထိုသူအထက်မှထွက်သွားလော့စကားလုံးနှလုံးသိချကြည့်သင်သည်ထိုသူအထက်မှထွက်သင်သည်ဆိုတာဘယ်သူကိုပြောတာလဲအထဲမှာရှိတဲ့နတ်ဆိုးကိုပြောတာသင်သည်အထဲမှာရှိတဲ့နတ်ဆိုးကိုပြောနေတယ်ထိုသူအထဲမှာအဲ့ဒီမိမထဲကထွက်အဲ့ဒါပြောတာဒါဆို तू ဘယ်နှယောက်မြင်လဲ2ယောက်မြင်တယ်တစ်ယောက်ကမိမနောက်တစ်ယောက်ကနတ်ဆိုးကြည့်နော်ဘာလို့မြင်လဲစိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးမြင်နိုင်တဲ့မျက်စိသူ့မှာရှိတယ်ကာယမျက်စိကလူကိုမြင်ရတယ်စိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးသိတဲ့မျက်စိကအထဲမှာရှိတဲ့ဝိညာဉ်ကိုမြင်ရတယ်ဒါနတ်ဆိုးပဲဒီမိမပြောနေတာမဟုတ်နတ်ဆိုးပြောနေတာဒါသူကောင်းသိသွားတယ်အဲ့ဒါနဲ့တခါတည်းမောင်းထုတ်လိုက်တယ်နတ်ဆိုးမောင်းထုတ်လဲပြီးရောအဲ့ဒီမိမကောင်းသွားတယ်အော်ကောင်းကောင်းမွန်မွန်နဲ့သူပြောင်းလဲသွားတယ်အဲ့ဒီနောက်ပိုင်းမှာပေါလုတို့တီလာတို့ခရီးစဉ်မှာအံ့ဩပွဲဟာလာထောင်ထဲရောက်တယ်အဲ့ဒီကနေထောင်မှုတွေပြောင်းလဲတယ်မိသားစုလိုက်ဗတ္တိဇာခံတယ်ဘုရားသခင်ကောင်းကြီးပေးအသုံးပြုလာတယ်ဆိုတော့ဒီနေ့ကျွန်တော်အားပေးခြင်းတဲ့အရာကရှင်ပေါလုမှာမျက်စိရှင်းနော်ကာယမျက်စိနဲ့သူမြင်တယ်နောက်တစ်ခုကဘာလဲဝိညာဉ်မျက်စိစိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးမြင်နိုင်တဲ့မျက်စိသူမှရှိတယ်အဲ့ဒီစုကျေးဇူးရှိတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်တို့ဟာကာယမျက်စိတော့ရှိတယ်ဒီကာယမျက်စိနဲ့စာတန်ကိုမတွေ့ရဘူးနော်စိတ်ဝိညာဉ်တွေကိုပိုင်းခြားနိုင်တဲ့မျက်စိနဲ့ကြည့်မှာအော်ငါသားထဲမှာဘာရှိလဲငါသမီးထဲမှာဘာရှိလဲငါထဲမှာဘာရှိလဲ
အခုအလုံးလုံးနေတာဘာတူလဲမြင်သွားမှာရှင်ပေါလုကကြည့်လိုက်တာကာယမျက်စိနဲ့နတ်ဝင်တဲ့မိမစိတ်ဝိညာဉ်တွေကိုပိုင်းခြားနိုင်တဲ့မျက်စိနဲ့ထပ်ကြည့်လိုက်တယ်သူ့ထဲမှာနတ်ဆိုးရှိတယ်နတ်ဆိုးကအော်နေတာတခါတည်းမောင်းထုတ်ပလိုက်ဟာလေလုယာဒါကြောင့်မြေကြီးပေါ်မှာအောင်မြင်တဲ့အသက်တာနတ်ဆိုးရဲ့လှည့်ပြားခြင်းကနေကင်းလွတ်တဲ့အသက်တာရဖို့ကစိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးမြင်နိုင်တဲ့မျက်စိလိုတယ်ဟာလေလုယာဒါကဝိညာဉ်စုကျေးဇူးတွေကတခုပဲဒါကြောင့်ဆုတောင်းပါဆက်ကပ်ပါစိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးမြင်နိုင်တဲ့မျက်စိနော်စိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးမြင်နိုင်တဲ့ဉာဏ်ကျွန်တော်ကျမကိုပေးပါဆုတောင်းဆက်ကပ်ဖို့လိုတယ်ရှင်ပေါလုရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးနောက်တစ်ယောက်အကြောင်းပြောမယ်တမန်တော်ဝတ္ထုအခန်းကြီး14နော်အပိုင်းငယ်8ကနေ10မှာအမိဝန္တင်ကပင်ခြေမစွမ်းသဖြင့်တခါမှမသွားဘူးသောလူတစ်ယောက်သည်လုတ္တရမြို့၌ထိုင်လျက်ပေါလုဟောပြောသည်ကိုကြားလေ၏လုတ္တရမြို့မှာရှင်ပေါလုတရားသွားဟောတယ်မွေးကလေးကတခါမှမသွားဘူးတဲ့လူတစ်ယောက်ထိုင်ပြီးနားထောင်နေတယ်ရှင်ပေါလုဟောတဲ့တရားချက်ကိုနားထောင်ပေါလုကသူ့ကြည့်လိုက်တယ်ဘာနဲ့ကြည့်လဲကာယမျက်စိကြည့်လိုက်ကောအဲ့အကြောင်းဖတ်မယ်အပိုင်ငယ်ကိုပေါလုသည်ထိုသူကိုစစ်ကြည့်ရှု၍ယောဂကင်းမိအကြောင်းသူ၌ယုံကြည်ခြင်းရှိသည်ကိုသိမြင်လျင်ကြည့်တော့ရှင်ပေါလုကသူ့အသေးချာကြည့်လိုက်ကာယမျက်စိနဲ့ကြည့်တော့လူတစ်ယောက်ထိုင်နေတယ်မွေးကလေးကလမ်းမလျှောက်နိုင်ဘူးဟုတ်ပြီစစ်ကြည့်သူ၌ယုံကြည်ခြင်းရှိသည်ကိုမြင်လျင်ဟာလေလုယာယောဂပျောက်နိုင်တဲ့ယုံကြည်ခြင်းအဲ့ဒီလူထဲမှာရှိတယ်အဲ့ဒီလူတော်မှသိကြမှသိမယ်ဒါပေမဲ့တရားဟောနေတဲ့ပေါလုကမြင်သွားတာဘာမြင်လဲယုံကြည်ခြင်းဘယ်တွေကယုံကြည်ခြင်းကိုယ်တွေကယုံကြည်ခြင်းမဟုတ်ဘူးအဲ့ဒီလူတွေကယုံကြည်ခြင်းဒီလူယုံကြည်ခြင်းရှိလားမရှိဘူးလားအဲ့ဒါကိုမြင်တာပေါလုကဘာထပ်မြင်လဲဘလို့ယုံကြည်ခြင်းမျိုးလဲယောဂပျောက်မိအကြောင်းယောဂနဲ့ကင်းလွတ်မိအကြောင်းယုံကြည်ခြင်းရှိသည်ကိုမြင်လင်ယောဂပျောက်နိုင်လောက်တဲ့ယုံကြည်ခြင်းအဲ့ဒီလူထဲမှာဖြစ်နေတာရှိနေတာအဲ့ဒါပေါလုတွေ့သွားတာတခါလေကိုယ်ထဲမှာယုံကြည်ခြင်းရှိလားမရှိလားတော့ကိုယ်တော်သိမသိတပတ်ကြည့်စိတ်ဝိညာဉ်တွေကိုပိုင်းခြားနိုင်တဲ့ဉာဏ်တွေမကဘူးအဲ့ဒီလူထဲမှာယုံကြည်ခြင်းရှိမရှိထိုးဖောက်ပြီးမြင်နိုင်တယ်ဗျာထိုးဖောက်ပြီးမြင်နိုင်တယ်ရှင်ပေါလုအဲ့ဒီလူကိုကြည့်လိုက်တော့ယုံကြည်ခြင်းတွေ့သွားတယ်အနာပြောင်းမဲ့ယုံကြည်ခြင်းထိုးထွင်းပြီးမြင်နိုင်တဲ့စုကျေစုအဲ့ဒါတစ်ကောအခန်းကြီး7အပိုင်ငယ်8မှာပါတယ်ဝိညာဉ်တော်အဖြစ်တယောက်သောသူဟာထိုးထွင်းခြင်းတရားကို၎င်းပေးတော်မူ၏ထိုးထွင်းပြီးမြင်နိုင်တယ်နော်ထိုးထွင်းခြင်းတရားထိုးထွင်းပြီးတွေ့ယုံကြည်ခြင်းရှိတဲ့သူအဲ့ဒါပဲချက်ချင်းထပြောလိုက်ရှင်ပေါလုပြောတာကထယေရှုနာမနဲ့ထပဲပြောတာ तू ကဘာလုပ်တယ်ထင်လဲထပဲပြောတာကို तू ကထယုံတယ်မကဘူးလမ်းပါသွားတယ်တဲ့အခန်းကြီး14ပိုက်ငယ်30ထ၍မတ်တရက်လောဟုကြီးသောအတန်နှင့်ဆိုသည်ဖြင့်ထိုသူသည်ရုတ်တရက်ထ၍လမ်းသွားလေထမတ်တရက်ပဲပြောတာ तू ကမတ်တရက်တာတွေမကဘူးလမ်းပါလျှောက်သွားတယ်ကြည်စားဖယားရှင်အောင်ပွဲအမှုပြုတယ်မလားရှင်ပေါလုရဲ့အသက်တာထဲမှာထိုးထွင်းခြင်းတရားရှိတဲ့စိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးမြင်နိုင်တဲ့ဟာလားစုကျေးဇူးလည်းရှိတယ်အဲ့ဒါတစ်ကောခန်းကြီး7အပိုက်ငယ်30မှာပါတယ်စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိနိုင်သောအခွင့်ကို၎င်းစိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးသိတယ်အပိုက်ငယ်8မှာပါလဲဝိညာဉ်တော်အပြည့်တယောက်သောသူဟာထိုးထွင်းခြင်းတရားကို၎င်းပေးတော်မူ၏ထိုးထွင်းခြင်းတရားစိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးသိတဲ့အခွင့်အဲ့ဒါဘယ်ကလာလဲတာရှင်သောဝိညာဉ်တော်ကလာတာကျမ်းစာကလာတာမဟုတ်ဘူးကျမ်းစာဆိုတာဖတ်လို့ရတယ်မှတ်လို့ရတယ်ရေးလို့ရတယ်အခုလိုတရားဟောလို့ရတယ်ဒါပေမဲ့အခုနပြောတဲ့စိတ်ဝိညာဉ်တွေကိုဟာလားပိုင်းခြားပြီးသိတာထိုးထွင်းခြင်းတရားဆိုတာတာရှင်သောဝိညာဉ်တော်ကပေးတဲ့အရာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်အားပေးခြင်းတယ်ကျွန်တော်တို့အရောက်တိုင်းကိုယ့်ရဲ့သားသမီးတွေနဲ့ပတ်သက်ရင်ကိုယ့်အိမ်တော်နဲ့ပတ်သက်ရင်ကိုယ့်မိသားစုနဲ့ပတ်သက်ရင်ကိုယ့်အသင်းတော်နဲ့ပတ်သက်ရင်တာရှင်သောဝိညာဉ်တော်ရဲ့စုကျေးဇူးလိုတယ်နော်တာရှင်သောဝိညာဉ်တော်ဖွင့်ပြခြင်းလိုတယ်နော်ဝိညာဉ်တော်အလင်းပေးခြင်းလိုတယ်နော်ထိုးထွင်းခြင်းတရားလိုတယ်နော်စိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးသိတဲ့အခွင့်လိုတယ်နော်အဲ့လိုမျက်စိတွေရှိလာဖို့လိုတယ်ဝိညာဉ်ရေးရမှာဒါမှပဲဘသူထဲမှာဘယ်ဝိညာဉ်အလုံးလုံးနေလဲသိမှာပေါ့ဒါမှကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဆိုတာကျွန်တော်အဖြေထုတ်လို့ရမှာပေါ့ဟိုမှာနတ်ကတော်ထဲမှာ
နက်ကဝင်းနေတာမသိဘူးကိုယ်ထောက်ခံလို့ဟာလားသွားပြီးတော့သဘောမတူလိုက်နဲ့စိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးမြင်နိုင်တဲ့အခွင့်နဲ့ကြိလိုက်တော့နတ်ဆိုးကိုတွေ့တော့မောင်းထုတ်လိုက်တော့အောင်မြင်သွားတယ်မဟုတ်လားအကယ်၍များအဲ့ဒါပေါ်လူထဲမှာမရှိရင်အဲ့ဒီမိမကိုခေါ်ချသွားမှာအေုံဂလိခီးစက်မှာလမ်းမှာဒုက္ခရောက်မှာဟုတ်လားလုတ္တရမြို့မှာတရားဟောတယ်ကြည်လေထိုးထွင်းနဲ့နော်တရားသူ့မှာရှိတယ်ကြည်လိုက်ယုံကြည်ခြင်းရှိတယ်ယောဂပျောက်မယ်ထပြောလိုက်တာထမတ်တရက်ထပြီးလမ်းလျှောက်သွားတယ်ဟိုလူအကယ်၍များသူသာအဲ့လိုထိုးထွင်းတဲ့တရားအဲ့လိုမျက်စိပေါ်လူမှာမရှိအဲ့ချိန်မှာသူပဲပြောတော့မလဲဒါကြောင့်ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်အရောက်တိုင်းကိုမိသားစုထဲမှာခလေးတွေမလိမ္မာဘူးဘာဖြစ်တာလဲလင်မယားတွေစင်မပြေဘူးဘာဖြစ်တာလဲအသင်းတော်ကမောင်ကဘလို့ဖြစ်တာလဲထိုးထွင်းခြင်းတရားလို့တယ်စိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးသိတဲ့ဉာဏ်လို့တယ်အဲ့ဒီအတွက်ဆုတောင်းရအောင်ဖခင်ရှင်ကျွန်တော်ကိုအဲ့ဉာဏ်ပေးပါကျွန်တော်ကိုအဲ့ဒီထိုးထွင်းခြင်းတရားပေးပါစက္ကရအောင်ကိုယ်ထဲမှာဘယ်ဝိညာဉ်ကအလုံးလုံးနေလဲအဲ့ဒါကိုမြင်အောင်ကြည့်တန်ရှင်သောဝိညာဉ်တော်ဖော်ပြပါစက္ကပ်ပါတန်ရှင်သောဝိညာဉ်တော်ကတင့်ထဲမှာအလုံးလုံးနေတဲ့ဝိညာဉ်ကပါလေဖော်ပြလာလိမ့်မယ်ဘုရားကနှစ်သက်တဲ့အရာဆိုဆက်ထားမယ်ဖခင်နဲ့ဆန့်ကျင်တဲ့အရာဆိုတစ်ခါတော့မောင်းထုတ်ပလိုက်ဖို့လိုတယ်သင်ရဲ့သားသမီးတွေထဲမှာဘယ်ဝိညာဉ်ကအလုံးလုံးနေလဲသင်ရဲ့အသင်းတော်မှာဘယ်ဝိညာဉ်ကလှုပ်ရှားနေလဲထိုးပေါက်ပြီးမြင်နိုင်တဲ့အခွင့်ရှိဖို့လိုတယ်နော်ထိုးထွင်းခြင်းတရားလိုတယ်နော်ဝိညာဉ်တွေကိုပိုင်းခြားပြီးသိတဲ့အခွင့်လိုတယ်နော်တန်ရှင်သောဝိညာဉ်တော်စီမှာတောင်းခံပါဒါဒီအားလုံးကိုပေးနိုင်တာကတန်ရှင်သောဝိညာဉ်တော်ပဲဖြစ်တယ်အရောက်တိုင်းအသက်တာတည်တည်ကိုဆက်ကရအောင်ဖခင်ရှင်စီမှာတောင်းလျှောက်ရအောင်အားလို့ရှိတဲ့နေရာကနေမတ်တရဲ့အဖကိုရောကိုယေရှုတင်တယ်ဒီနေ့နှုတ်ကပတ်တော်ကြားရလို့ချီးမွမ်းတယ်ဖခင်သခင်ကျွန်တော်ရဲ့အသက်တာထဲမှာကျမ်းစာတွေသိယုံနဲ့အလုံးမပြီးဘူးဆိုတာဒီနေ့နားလည်ခွင့်ပေးလို့ယေရှုတင်ပါတယ်တာရှင်သောဝိညာဉ်တော်အကြောင်းသိဖို့လိုတယ်ကိုတော့ဝိညာဉ်အရာတွေကိုနားလည်ဖို့လိုတယ်ဝိညာဉ်တော်ကိုစာငတ်ဖို့လိုတယ်ဝိညာဉ်တော်ကိုတောင်းတဖို့လိုတယ်ဒီနေ့သိရလို့ယေရှုတင်တယ်ပေါလုလိုပဲထိုးထွင်းခြင်းတရားကျွန်တော်တို့ကိုပေးပါရှင်ပေါလုလိုပဲစိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးမြင်နိုင်တဲ့အရာကျွန်တော်တို့ကိုပေးပါဖာလက်တော်ထဲမှာအနံ့ပါတယ်ဘုရားရှင်ကိုတော့ယေရှုပြုပါမိကြောင်းဆုတောင်းပါတယ်ဝိညာဉ်တော်ဘုရားလွတ်လပ်စွာလှူရှားတော်မူပါလက်တော်ရဲ့အနံ့နဲ့ယေရှုတင်တဲ့အဖာအရောက်တိုင်းရဲ့အသက်တာထဲမှာကိုယ့်ရဲ့အိမ်တော်ကိုယ့်ရဲ့အသင်းတော်ကိုယ့်ရဲ့မိသားစုမိမိအသက်တာကိုထိုးထွင်းတဲ့တရားနဲ့ကြည်တတ်ဖို့စိတ်ဝိညာဉ်ကိုပိုင်းခြားပြီးနားလေတဲ့အခွင့်နဲ့မြင်တတ်ဖို့အရောက်တိုင်းရဲ့မျက်စိကိုဖွင့်ပေးပါဗျာတာရှင်တော်ဝိညာဉ်တော်မဆာပါသခင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖာအာမင်အာမင်ဘုရားလူနှုတ်ဆက်လိုက်စိတ်ဝိညာဉ်တွေကိုပိုင်းခြားပြီးနားလေတဲ့အခွင့်ရပါစေအာမင် God bless you